အပိုင်း3ကွယ်ရာကကာကွယ်ခြင်းနဲ့အမောင်ထူး၏ချင်းချောက်မှုညောင်မင်းကြီးအောက်မှာမောင်ပိန်ညဗလာကြီးတို့ထိတ်တိုက်တွေ့ချိန်မှာမောင်ပိန်ဟာသူ့ရဲ့အစွမ်းတွေကိုပေါ်ပေါ်ထင်ထင်မသုံးပဲလှုပ်ဝက်စွာတုံ့ပြန်ခဲ့ပါတယ်ဗလာကြီးလှုပ်လိုက်ကအောက်လိုင်းတင်ညာတွေဟာမောင်ပိန်ရဲ့အနားကိုရောက်လာတိုင်းမောင်ပိန်ကဟီဟီချီထုတ်တွေနန်းစောနေတာပဲလို့អော်ရင်မြေကြီးပေါ်မှာစော့ကစားတယ်လို့နဲ့လက်ဖွားကအင်းစမတွေကိုမြေကြီးထဲရိုက်သွင်းလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲဗလာကြီးရဲ့တိုက်ကွက်တွေဟာမောင်ပိန်စီမရောက်ပဲလမ်းကိုလက်မှချင်းပျောက်ကွယ်သွားပါတယ်ဗလာကြီးကတော့သူ့ပညာကိုမောင်ပိန်ကအောက်လန်းနီးနဲ့ပြန်ပယ်လိုက်ကကိုတိလိုက်ပြီးမဲ့ဘေးကကြည့်နေတဲ့ရွာသားတွေနဲ့ဥပေါ်လီတို့အမြင်မှာတော့အယူမောင်ပိန်ကမြေကြီးကိုလက်နဲ့ထုပြီးယူးချောင်ချောင်လှုပ်နေတယ်လို့ပဲမြင်ကြပါတယ်ဟဲ့ကောင်အဲ့ဒီလူစိမ်းတွေကိုသွားမနှောက်ရှက်နဲ့အိမ်ပြန်ခဲ့စမ်းလို့ဥပေါ်လီကမောင်ပိန်ကိုအော်ဟောက်ပြီးအိမ်ကိုဆွဲခေါ်သွားပါတယ်မောင်ပိန်ကတော့ရေမြေတိုင်းကျရင်ဦးကြီးအိတ်ထဲကအယုတ်ကငိုနေပြီးဟီဟီလို့လှမ်းပြောနေတော့မှာထိုညမှာပဲရွာသူကြီးရဲ့တူးတဲသောသမီးမေလှဟာအိပ်ပျော်နေရင်းကနေရုတ်တရက်ထဖောက်ပါတယ်သူမရဲ့မျက်လုံးတွေဟာလန်တက်သွားပြီးပါးစပ်ကနေလဲလူတန်းမဟုတ်တဲ့ဟိန်းဟောက်တန်းတွေထွက်လာပါတယ်လူစိမ်းကျူဆောင်လာတဲ့အောက်လန်းအယုတ်ရဲ့အစွမ်းကစတင်ပြလာပြီးဖြစ်ပါတယ်ရွာသူကြီးဟာကြောက်လန့်တကြားနဲ့လူစိမ်းစီကိုအပြေးအလွှာသွားပြီးအကူအညီတောင်းပါတယ်လူစိမ်းကတော့ဒါကမင်းတို့ရွာကအယိုးမောင်ပိန်ကြောင့်ဖြစ်တာသူကနမိတ်မကောင်းဘူးလို့မဟုတ်မမှန်ဆွဆွဲပြီးရွာသားတွေကိုမောင်ပိန်အပေါ်ပို့ပြီးအမုန်းပွားအောင်လုပ်ပါတော့လေမောင်ပိန်တို့အိမ်လေးထဲမှာတော့ဥပေါ်လေးနဲ့တော်မာလာတို့ဟာအပြင်ကထူးဆန်းတဲ့အတန်တွေကြောင့်တုံတုံရင်ရင်ဖြစ်နေကြပါတယ်မောင်ပိန်ကတော့အိမ်တောက်မှာအိတ်ခင်ဟန်ဆောင်နေပေမဲ့သူ့ရဲ့လက်ဖွားထဲမှာတော့အင်းစမတွေဟာအမှောင်ထဲမှာတက်ဖြက်ဖြက်တောက်ပါနေပါတယ်။သူဟာစိတ်နဲ့ပဲရွာသူကြီးအိမ်ဘက်ကိုအင်းကွက်တစ်ခုလှမ်းရိုက်လိုက်ပါတယ်။ရွာသူကြီးအိမ်မှာမေလတတ်နေတာခဏတာညင်းကျသွားပေမဲ့လူစိမ်းကတော့မျက်မှောင်ကျုပ်သွားပါတယ်။ဘသူကငါ့လက်ကိုလာတားနေတာလေလို့သူကတိုးတိုးလေးစီရွတ်လိုက်ပါတယ်။နောက်နေ့မနက်မှာတော့ရွာသားတွေဟာတုတ်တွေဓားတွေကိုင်ဆောင်ပြီးမောင်ပိန်တို့အိမ်ရှိကိုရောက်ကြပါတယ်။မောင်ပိန်ကြောင့်ငါတို့ရွာဒုက္ခရောက်နေပြီဒီအယူကိုရွာကနေနှင်ထုတ်ရမယ်လို့ဝိုင်းអော်ကြတယ်။ဥပေါ်လေးဟာမျက်နှာငယ်လေးနဲ့ကျွန်တော်သားကအယူပါဗျာဘာမှမတက်ပါဘူးခွင့်လို့ကြပါလို့တောင်းပန်နေရှာပါတယ်။မောင်ပိန်ကတော့အိမ်တကားဝမှာထိုင်ငင်းထွားဖဲပြကလူအုပ်ထဲမှာပုံနေတဲ့လူစိမ်းကိုစိုက်ကြည့်နေပါတော့တယ်။အပိုင်းလေးမှာဘာတွေဆက်ဖြစ်မလဲ။ရွာသားတွေရဲ့ဒေါသကြောင့်မောင်ပိန်တို့မိသားစုဘာတွေကြုံရအောင်မလဲလူစိမ်းရဲ့ပြိရိုက်ကမောင်ပိန်ကိုရွာကနေနှင်ထုတ်နေမလားမိဘတွေကိုစိတ်ပူနေမောင်ပိန်တိလောင်သူ့အစွမ်းကိုမသိအောင်ဖုံးကွယ်ရင်ရွာသားတွေကိုဘလို့လွတ်ဝက်ကာကွယ်ပေးသွားမလဲဆိုတာ